ထိုတတဝါဆိုသည်မိန်းကလေးကိုမြေပြင်ပေါ်သို့ဖိနှိပ်ထားပြီးမြင်း၏လက်သေးများဖြင့်ထိုးနှက်တိုက်ခိုက်ရန်ပြင်ဆင်နေသည်မြင်း၏အင်အားမြင့်မြတ်ကြီးမားကြောင်းမြင်တွေ့လိုက်ရသဖြင့်သူမသည်သူမ၏လက်မောင်းများကိုလျင်မြန်စွာမြောက်ကမြင်း၏တိုက်ခိုက်မှုကိုဆွဲထိန်းချုပ်လိုက်သည်ထို့နောက်သူမသည်မြင်း၏အခြားလက်သေးတစ်ဖက်ကိုဖမ်းဆွဲပြီးအားရပါးရကိုက်ပစ်လိုက်တော်သည်ထိုတတဝါဆိုသည်နာကျင်စွာဖြင့်တုံ့ပြန်လှုပ်ရှားခဲ့ပြီးကွက်တိထိုအချိန်မှာပင်သူမသည်ရုံးထွက်ကာဆွဲခွာနိုင်ခဲ့သည်ထိုတတဝါသည်အသက်ငယ်ပုံရပြီးဒဏ်ရာရသွားသောမြင်း၏လက်မောင်းကိုကာကွယ်ရန်အတွက်နောက်ဆုတ်သွားခဲ့သည်မိန်းကလေးသည်ဤအရာကသူမအတွက်အခွင့်အရေးဖြစ်မှန်းသဘောပေါက်သွားခဲ့သည်သူမ၏မျက်လုံးများသည်အနီးနားရှိစူပွက်နေသောရေနွေးအိုးစီသို့စူးစိုက်သွားခဲ့သည်သူမသည်မြင်းစီသို့ရုတ်တရက်ပြေးဝင်သွားခဲ့သည်ထိုတတဝါကသတိပြုမိသွားပြီးသူမကိုတားဆီးရန်အပြေးလွှားလာခဲ့တော်လဲသူမကပုံမမြန်ဆန်နေခဲ့ကာစူပွက်နေသောရေနွေးအိုးများကိုတစ်လုံးပြီးတစ်လုံးမြင်း၏မျက်နှာတဲတဲသို့လှမ်းပစ်လိုက်တော်သည်ထို့နောက်သူမသည်အခြားအိုးတစ်လုံးကိုဆွဲယူကာရေနွေးများနှင့်တကွလွှဲပစ်လိုက်ပြန်သည်ထိုတတဝါဆိုသည်အံ့ဩမင်တက်သွားပြီးမြေပြင်ပေါ်သို့လဲကျကာထောင်တနေရာသို့တွားသွားခဲ့သည်သူမသည်နောက်ထပ်အိုးတစ်လုံးကိုလှမ်းယူရန်ကြိုးစားခဲ့တော်လဲခြေချော်သွားခဲ့သဖြင့်ကြန့်ရှိနေသောရေနွေးများမှနေရာအနှံ့ဖိတ်ဆင်သွားခဲ့ရသည်အခြားရွေးချယ်စရာမရှိတော့သဖြင့်သူမသည်တန်တဲ့အိုးကိုလက်နက်တစ်ခုအဖြစ်ဖမ်းကင်လိုက်သည်ထိုတတဝါဆိုသည်ပြန်လည်မတ်တရက်နိုင်ခဲ့ပြီးကြောက်ရွံ့ခြင်းမရှိဘဲရှေ့သို့တိုးလာကာထပ်မံတိုက်ခိုက်ရန်အသင့်ဖြစ်နေခဲ့သည်သူမသည်ပြင်းကိုဟန်တားရန်အတွက်ဒဲအိုးကိုဝေ့ရန်လိုက်သည်ထိုအချိန်တွင်သူမသည်ဂရင်းပေါက်အပြင်ဘက်၌အခြားတတဝါတစ်ကောင်ကိုသတိပြုမိသွားခဲ့သည်ပိတ်မိမသွားစေရန်အတွက်သူမသည်အခြားအခန်းတစ်ခုစီသို့ရွှေ့ပြောင်းရန်ကြိုးစားခဲ့တော်လဲရုတ်တရက်အပြာရောင်အလင်းတန်းတစ်ခုထိုနေရာထဲသို့ပစ်ခတ်ဝင်ရောက်လာခဲ့သည်သူမလက်ထဲရှိဒဲအိုးသည်နေရန်တွင်ကတ်တွယ်မိသွားခဲ့ပြီးသူမမိမြပင်အားကုန်စိုက်ထုတ်ပြီးဆွဲတော်လဲကြက်မလာခဲ့ပေသူမ၏တစ်ခုလေးသောလက်နက်ကိုဆွန့်လွတ်လိုက်ရတော့သည်တစ်ချိန်တည်းမှာပင်ထိုတတဝါဆိုသည်အပြာရောင်လင်းတန်းကိုမိတို့မြထိခိုက်ဒဏ်ရာရခြင်းမရှိဘဲဖြတ်တန်းလန်းလျှောက်လာခဲ့ပြီးသူမထံသို့ဖြည်းဖြည်းချင်းချင်းကပ်လာခဲ့သည်ထို့နောက်ပင်သည်ထူးဆန်းသောအမူအရာတစ်ခုကိုပြုလုပ်လိုက်ရာအပြာရောင်လင်းတန်းသည်ချက်ချင်းပင်ကွဲပြောက်သွားခဲ့သည်မိန်းကလေးသည်သူမမြင်တွေ့လိုက်ရသည့်အရာကြောင့်တုန်လှုပ်သွားခဲ့သည်ထိုတတဝါခိတရက်တန့်သွားသည်ကိုမြင်သောအခါသူမသည်အနောက်သို့အပြင်းထန်ပြေးဝင်သွားပြီးတကားကိုပိတ်လိုက်တော်သည်သို့သောနောက်တစ်စက္ကန့်တွင်ထိုတတဝါဆိုသည်ရှေ့သို့အဟုန်ပြင်းစွာခုန်ဝင်လာခဲ့ပြီးဘင်း၏လက်သေးများဖြင့်တကားကိုဖောက်ထွက်ဆွဲဖျက်ပစ်လိုက်လေသည်